အားလုံးပဲမင်္ဂလာပါတခါတလေဘာအလုံးမတိချမလို့ရပဲလူကအလိုလိုနေပင်မလန်းနေတာမျိုးတွေဖြစ်ဖို့ကြလားအသားရည်တွေ၆ကပ်ပြီးစပင်းနေကျွနေတာမျိုးရောကြုံမှုကြလားဒါတွေဟာတိခဏကိုမှဗီတာမင်နဲ့သတ္တုတက်တွေလိုအပ်နေဆိုတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်ဒါဆိုရင်ဗီတာမင်နဲ့သတ္တုတက်ဆိုတာတကယ်တော့ပါလေဒီနေ့ဒီဗီဒီယိုလေးမှာတင့်ကျန်းမာရေးအတွက်မတိမဖြစ်သိထားတဲ့အချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီတာမင်နဲ့သတ္တုဓာတ်များဆိုတာကိုကြော်ညာတွေမှာပဲဖြစ်ဖြစ်ကျန်းမာရေးပညာပေးတွေမှာပဲဖြစ်ဖြစ်ဆရာဝန်တွေစီကပဲဖြစ်ဖြစ်ကြားဖို့နေကြစကားလုံးတွေဖြစ်ပါတယ်။အစားအသောက်စားတဲ့အခါမှာပဲဖြစ်ဖြစ်အားကြီးတွေတောက်သုံးတဲ့အခါမှာပဲဖြစ်ဖြစ်ဘယ်ဓာတ်ကခန္ဓာကိုယ်အတွက်ဘလို့အကျိုးပြုကြောင်းစသဖြင့်စကားတွေကိုအနည်းငယ်တော့အကျဉ်းချုပ်ပြီးရှိခဲ့ကြဖို့မှာပါ။ဒါပေမဲ့လည်းလူတွေဟာအာဟာရမျှတအောင်စားဖို့အတွက်ကိုကြိုက်တာတွေပဲပိုစားနေကြသူကြီးဖြစ်တာကြောင့်နေ့တိုင်းအစားအစာနေပေမဲ့လည်းဗီတာမင်နဲ့သတ္တုဓာတ်တွေအကုန်ပြည့်အောင်မရနိုင်ကြပါဘူး။ဒီလိုနဲ့ကြာလာတဲ့အခါဗီတာမင်နဲ့သတ္တုဓာတ်ချို့တဲ့တာတွေဖြစ်လာတတ်ပါတယ်။ခန္ဓာကိုယ်မှာကအရှည်ပြား၊ကြွက်သား၊တစ်ရှူး၊ဆေးစတဲ့အစိတ်အပိုင်းတွေအားလုံးဟာပြောင်းလဲမှုအသစ်ဖြစ်ပေါ်မှုတွေရှိနေပါတယ်။ပန်ကန်နဲ့သွေးလက်ပတ်မှုပန်ကန်နဲ့လှုပ်ဆောင်ချက်တွေနဲ့မှခန္ဓာကိုယ်ရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်မှာပါ။ဗီတာမင်နဲ့သတ္တုဓာတ်တွေကအယိုးအဆစ်တွေကိုကြံ့ခိုင်စေခြင်းအနာတွေကျက်စေခြင်းကိုယ်ခံအားစနစ်ကောင်းမှုစေဖို့ထောက်ကူပေးခြင်းအစာကနေခွာဖြစ်အောင်ပြောင်းလဲပေးခြင်းဆဲတွေထိခိုက်ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးခြင်းစတာတွေအထိအကျိုးပြုနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်အခုတစ်ခေါက်ဗီဒီယိုမှာတော့ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့နေကြောင်းဘယ်လိုသိနိုင်မလဲဆိုတာနဲ့ဘာတွေပြန်စားပေးရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီတာမင် A ဗီတာမင် A ချို့တဲ့ရင်အရေပြားမှာကြာစိုးတွေပေါက်လာမယ်။ညဘက်ရောက်ရင်မျက်လုံးကတိတ်ကြည့်မကောင်းတော့သလိုလက်သေးတွေမှာလည်းအစင်းကြောင်းတွေပေါ်လာမယ်။အဲ့လိုတွေဖြစ်နေပြီဆိုရင်တော့ဗီတာမင် A ကျွေးရတဲ့အစာအစာတွေဖြစ်တဲ့မုံလာဥနီဟင်းနုနယ်နဲ့ခေပြုံတီတို့ကိုစားပေးဖို့လိုပါတယ်။ဗီတာမင် B ဗီတာမင် B တွေထဲမှာဗီတာမင် B12 နဲ့ B1 ချို့တဲ့တာဟာအဖြစ်များပါတယ်။ဗီတာမင် B12 ချို့တဲ့ရင်အာရုံကြောတွေအားနည်းလာတဲ့အတွက်ခြေတွေလက်တွေထောင်ဆင်းနေတတ်ပါတယ်။သွေးအားနည်းတာမျိုးတွေလည်းဖြစ်တတ်ပြီးလူကအနှုံနေတတ်ပါတယ်။ဒါကြောင့်ဗီတာမင် B12 ကျွေးသွားတဲ့အစာအသောက်တွေဖြစ်တဲ့မြေအောင်ရှိတဲ့အသားတွေမဲသား၊ဘိုးသားပို့အမျိုးမျိုးနဲ့နို့တောက်ပေးဖို့လိုအပ်ပါတယ်။ဗီတာမင် B1 ချို့တဲ့သူတွေကတော့အရက်သမားအများစုနဲ့အစားရှောင်တဲ့နို့တိုက်မိခင်ရဲ့နို့ဆွေအရွယ်ရင်သွေးလေးတွေပါ။ပုံမှန်လူတွေကတော့ဗီတာမင် B1 ကျွေးသွားတဲ့ထမင်းနေ့စဉ်စားနေတဲ့အတွက် B1 ချို့တဲ့စရာအကြောင်းတော့သိမရှိပါဘူး။ဗီတာမင် Cကိုသွားတိုက်လိုက်ရင်တပုံးကသွေးတွေထွက်လာတယ်။တဖုံးရောင်နေတယ်။အနာတွေလည်းအကျက်နေတယ်။ကိုခမ်းမကောင်းလို့ခဏခဏဖြားနေပြီဆိုဗီတာမင် C ချို့တဲ့နေတာဖြစ်နိုင်ပါတယ်။ဗီတာမင် C ကျွေးသွားတဲ့အစားအစာတွေကတော့တန်မြာတီလိမ္မော်တီဘယ်ရီတီခရမ်းကျင်တီစတဲ့အချင်းနဲ့အသီးအနှံတွေအကုန်ဖြစ်ပါတယ်။ဗီတာမင် D ဗီတာမင် D ဆိုတာအယိုးတန်မာဖို့အတွက်အဓိကလိုအပ်တဲ့ဗီတာမင်တစ်ခုဖြစ်တဲ့အတွက်သူ့ချို့တဲ့ရင်ကလေးတွေမှာဆိုအယိုးပျော်ယောဂအယိုးခွင်ယောဂတွေဖြစ်နိုင်ပြီးလူကြီးတွေမှာဆိုအယိုးပါတာတွေဖြစ်တတ်ပါတယ်။ဗီတာမင် D ကိုဒီခုတကဝယ်နေစရာမလိုပဲမနက်ပိုင်း9နာရီကနေ10နာရီအတွင်းထွက်တဲ့နေအောင်ကြီးကနေအဓိကရနိုင်ပါတယ်။ဗီတာမင် E ဗီတာမင် E ကတော့အသားရည်လှပအောင်လုပ်ပေးတဲ့နေရာမှာဆရာတဆူဖြစ်တဲ့အတွက်သူချို့တဲ့ရင်အသားရည်တွေမွေးချောက်လာပြီးဆိုပြီးမှုမရရှိနိုင်တော့ပါဘူး။ဒါအပြင်မျက်လုံးတိမ်ဆွဲတာကိုလည်းဖြစ်စေနိုင်ပါသေးတယ်။အစိတ်အဆန်တွေဖြစ်တဲ့နေကြစီ၊ဘန်နာစီတိကျတီတို့ကဗီတာမင် E ကျွေးသွားတဲ့အစာအသောက်တွေပဲဖြစ်ပါတယ်။ဗီတာမင် K ထိခိုက်ဒဏ်ရာတစ်ခုခုရပြီးသွေးတော်တော်နဲ့မတိတ်ဘူးဆိုရင်အရက်ထဲမှာပြောနေကြသလိုသွေးရကောင်းလို့မဟုတ်ပါဘူး။အဲ့ဒါကဗီတာမင် K ချို့တဲ့နေလို့ပဲဖြစ်ပါတယ်။ရေကညွန့်တို့တန်လင်စီတို့ပဲပီဆက်တို့မှာဗီတာမင် K တွေပါဝင်တဲ့အတွက်ကိုနေ့စဉ်စားတဲ့အစားအစာတွေသူတို့ပါအောင်စားပေးပါ။ကယ်ဆီယမ်ဓာတ်ကယ်ဆီယမ်ဓာတ်ချို့တဲ့နေတဲ့သူတယောက်ရဲ့အယိုးတွေကကျိုးလေပဲ့လွယ်ဖြစ်နေတတ်ပါတယ်။ဒါအပြင်ခဏခဏချွတ်တက်နေတတ်ပြီးလက်သန်းမျက်နှာပြင်တွေကလည်းကျန်းနေတယ်ဆိုရင်တော့ကယ်ဆီယမ်ဓာတ်ကျွေးသွားတဲ့အစာအသောက်တွေဖြစ်တဲ့အယိုးပြုတ်ရင်းခေါင်းတရားသားတို့ကိုစားပေးဖို့လိုအပ်ပါတယ်။တန်တက်ချို့တဲ့သူတယောက်ဟာသွေးရနဲ့နေတက်လို့အမြဲလိုနှုံးခွေနေတတ်ပါတယ်။ခြေပြားလက်ဖျားတွေလည်းအေးဆက်နေတတ်ပြီးလူကလည်းဖြူဖက်ဖြူရောဖြစ်နေပါလိမ့်မယ်။မဲသားအသေးအမြင့်နဲ့ချောကလက်တို့ဟာတန်တက်ကျွေးသွားတဲ့အစာအစာတွေပါ။မဂနီဆီယမ်ကြွက်သားတွေတောက်နေတာမျိုးခြေထောက်တွေအားမရှိသလိုမျိုးခြေထောက်ကိုလှုပ်ချင်နေတာမျိုးအလုံးခုံမြန်လိုက်နှီးထားလိုက်ဖြစ်နေတာမျိုးတွေကမဂနီဆီယမ်ချို့တဲ့လက္ခဏာတွေပါ။နိုးနဲ့နိုးထွက်ပစ္စည်းတွေထောပတ်တီ
အစိမ်းရောင်ရှိတဲ့အသီးရက်တွေမှာမက်ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ဆင်းသက်ခုခံအားအတွက်လိုအပ်တဲ့သတ္တုဓာတ်တစ်ခုဖြစ်တဲ့အတွက်ခဏခဏနေမကောင်းဖြစ်နေမယ်။ဝမ်းခဏခဏရွှာနေမယ်။ပါးစပ်မှာအနာတွေပေါက်နေမယ်။လက်သေးမှာအဖြူပွင့်နေမယ်ဆိုဆင်းသက်ချွတ်တက်နေတာဖြစ်ပါတယ်။ဒါကြောင့်ဟင်းနုနယ်ဟိုအမျိုးမျိုးမဲတာပင်လယ်စာနဲ့မူတို့ကိုစားပေးဖို့လိုအပ်ပါတယ်။ဆေးလိပ်အရက်ကက်ဖင်ပါတဲ့တောက်စရာတွေကိုတတ်နိုင်သလောက်တောက်သုံးမှုလျှော့ပါ။အသီးရနဲ့အကောင်ငါတွေကိုညီညွတ်မြတ်တော့အောင်စားသုံးပါလိုအပ်လာရင်ဗီတာမင်နဲ့သတ္တုဓာတ်ပါဝင်တဲ့အားဆေးတွေကိုတောက်သုံးပါဒါတွေကတော့ဗီတာမင်နဲ့သတ္တုချို့တဲ့လို့ရှိရင်အဖြစ်များတတ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဘလောက်ပဲအစားစားတဲ့သူဖြစ်ပါစေနေ့စဉ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေအကုန်ကာမိအောင်စားဖို့ဆိုတာတော်တော်ခက်ခဲတဲ့အရာတစ်ခုဖြစ်နေသေးရင်တော့ရှေ့ဆက်အားဆေးတွေကိုဆရာဝန်တွေနဲ့တိုင်ပင်ပြီးတောက်တင်ပါတယ်